အတုတ်ချနှက်ကပ်ပေးရင်ပညာရှင်ဆရာရန်နိုင်ကျော်စက်ကြဝဠာ TikTok ကောင်းတဲ့ Facebook ကောင်းကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ခါညောင်းပါသည်ဘေးအပေါင်းရန်ပေါင်းကနေကင်းဝေးကြပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ပါတယ်ဒီကနေ့ဗီဒီယိုဖိုင်မှာကတော့2026ခုနှစ်ဩဂုတ်လ15ရက်နေ့ကနေ21ရက်နေ့အထိဗုဒ္ဓဘုသားသမီးတွေအတွက်တပတ်စာကံကြမ္မာဟောကိန်းချုပ်ကိုအရှိတိုင်းလက်ခဗေဒစနစ်နဲ့တင်ပြဟောပြောပေးသွားမှာဖြစ်ပါတယ်ဗုဒ္ဓဘုသားသမီးတွေနဲ့အတူယာဟုသားသမီးတွေအတွက်ဟောကိန်းကတော့ခီးသွားလုပ်ငန်းဒါမှမဟုတ်စာချုပ်စာတမ်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအောင်မြင်ဖို့ရှိပါတယ်စက်တွေနဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာအောင်မြင်တိုးတက်မယ်အထူးအောင်မြင်ပြီးတော့မှအဆင်ပြေမဲ့ကာလဖြစ်ပါတယ်ကြိုတင်စီစဉ်ထားတဲ့လုပ်ငန်းတွေရှိမယ်ဆိုလို့ရှိရင်လည်းဒီနေ့ဒီကာလဒီရက်ပိုင်းတွေမှာရလကောင်းတွေရရှိမဲ့ကာလဖြစ်ပါတယ်အခြေရေးအိမ်တော်ရေးအနေနဲ့ကတော့အိမ်တော်ရှင်မိသားစုတွေအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးတော့မှပျော်ပျော်ရွှင်နေရမယ့်ကာလဖြစ်ပါတယ်ငယ်ရွယ်တဲ့သူတွေအနေနဲ့ခီးသွားရင်းနဲ့ဒါမှမဟုတ်လုပ်ငန်းခွင်မှာကိုယ့်ရဲ့အိမ်တော်ဘက်ကိုရှာပေးနိုင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့အသက်ရှူပွားတာမောတာရင်ဘတ်အောင့်တာလက်ချောင်းဆိုင်ရာယောဂါတွေဖြိုပါကိန်းကြုံတွေ့နိုင်ပါတယ်အထူးရတရားကတော့နာနယ်ဆိုတော့မှာမြတ်စွာဘုရားရှင်ကိုတောက်တော်ရီကတ်လူပူဇော်ပေးပါမိတ်ဆွေများအားလုံးအခုထက်ပိုပြီးတော့မှကောင်းမွန်တဲ့ကံစားတာအကျိုးပေးတွေရရှိကြပါစေမိမိတို့ရဲ့စီးပွားရေးလူမှုရေးအခြေရေးအိမ်တော်ရေးယာဘူးကိစ္စအပြောင်းရွှေ့ကိစ္စတွေကိုအသေးစိတ်သိလို့ရဆိုလို့ရှိရင်တော့ဆရာရဲ့ဖုန်းနံပါတ်39 425 55 644ကိုဆက်သွယ်ပြီးတော့မှမေးမြန်းစုံစမ်းနိုင်ပါတယ်